အားလုံးပဲမင်္ဂလာပါအာဆီယံရဲ့အရာဝင်ပုံမြင်ပြပြမဲ့အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လူကြီးမင်းတို့ကိုပြပြပေးမဲ့အကြောင်းအရာကတော့ကိုစိတ်သက်ခွန်အားဖြစ်စေမဲ့အချက်ရှိချက်ကိုပြပြပေးချင်တာပါပထမဆုံးအချက်အနေနဲ့ကိုမြင့်တယ်ပါကဲနေ့တယောက်ဆိုတော့ကိုလည်းအစင်းမြင်ပြီးတော့ post မှတ်ကြလာမဲ့အချိန်ရောက်ပါပြီနေ့တိုင်းဒီပုတ်ထဲကဒီပုံစံဆိုရင်မတိုးတက်နိုင်ဘူးမဟုတ်ဘူးလားအဲ့တော့နေ့တင်မှာကိုမြင့်တယ်လိုက်ကြရအောင်ဒီနေရာမှာကိုယ့်ရဲ့ပညာရေးအတွေးခေါ်အရေးအချင်းဘုဒ္ဓတာအနေတိုင်းအပြုတ်မှုဇာတိတစတဲ့အချက်တွေအကုန်လုံးပါဝင်တယ်နော်စာပို့ဖတ်ပြီးတာဖြစ်ဖြစ်ပညာရေးတစ်ခုမှလေ့လာတာဖြစ်ဖြစ်အတွေ့အကြုံအသစ်တွေရှာဖွေတာဖြစ်ဖြစ်တနည်းနည်းနဲ့စမတ်ကြလာတဲ့လူတစ်ယောက်ဖြစ်အောင်နေ့တင်မှာပြောင်းလဲလိုက်ပါဒုတိယတစ်ခုအနေနဲ့ကတော့ကိုယ့်ရဲ့အကျင့်စိုးတွေလူတိုင်းမှာကျင့်စိုးကိုယ်တည်ရှိကြပါတယ်ကျွန်တော်ဆိုလဲစလိပ်ဖြတ်မယ်ပြောပြီးတော့ပို့ပြီးတော့တောက်ဖြစ်တာမျိုးကိုယ့်ရဲ့အကျင့်စိုးတွေကတစ်ခုပေါ့နော်ကိုမလုပ်နိုင်မဲနဲ့ဂတိတွေပေးအာမခံပြီးတော့စလိပ်ဖြတ်မယ်ဆိုပြီးတော့လေ့ကျင့်ခဲ့တာပေါ့လူတယောက်ရဲ့အကျင့်ဆိုတာပြုပြင်ရခက်ပေမဲ့ကို့မှာအဲ့ဒီအကျင့်ဆိုရှိရတာကိုသိနေရတားတယ်မပြုပြင်မဲ့ဒီတိုက်ဆက်သွားနေမယ်ဆိုရင်ဒီဟာတွေတစ်စင်ဖြစ်လာတဲ့အကျိုးဆက်တွေကိုရှေ့ဆက်ခံစားရမစုလက်ပါပဲဒါကြောင့်ကိုယ့်ရဲ့အကျင့်ဆိုးတွေကိုကိုယ်တိုင်ပြန်လဲဆန်းစစ်ပြီးတော့နှစ်တင်မှာပြုပြင်နိုင်အောင်ကျွန်တော်တို့စူးစမ်းကြရအောင်ခင်ဗျနောက်တစ်ခုကတော့အတိတ်တွေကိုဖတ်တွယ်မထားပါနဲ့ပုံမြင်နေမတူကြတဲ့အတိတ်တွေမှာကျွန်တော်တို့ဖတ်တွယ်ထားမိတဲ့ကိုယ်စီစာမျက်နှာကြီးတွေရှိကြပါလိမ့်မယ်ကြီးမားတဲ့အမှားတစ်ခုအဆုံးရှုံးခဲ့တဲ့အရာရခဲ့မှုတဲ့ဒဏ်ရာနာကြီးခဲ့တဲ့အဖြစ်ပြက်ဒီလိုအတိတ်မျိုးလုံးဝမေ့ပြောက်ဖို့ဆိုတာအရန်ခက်ခဲပါလိမ့်မယ်ဒီလိုနဲ့ဒီအရာကိုယ့်ရဲ့ဘယ်တော့မှအနာမကျက်တဲ့အနာဟောင်းတစ်ခုကိုမလွတ်ပြောင်းနိုင်အောင်အမြဲတမ်းချီနှောင်ထားတဲ့အရာတစ်ခုဖြစ်တော့တာပဲကျွန်တော်အနေနဲ့ဒီအတိတ်ကိုအမြဲတမ်းဖတ်တည်ထားတဲ့အခါမှာကျွန်တော်တို့လက်ရှိဘဝလှပတဲ့လောက်မလှပတော့သလိုပျော်ရွှင်တဲ့လောက်လည်းမပျော်ရွှင်နိုင်တော့ပါဘူးဒါကြောင့်နှစ်တင်မှာအရင်လိုမဟုတ်တော့ဘဲနဲ့အတိတ်ညွန်ထဲကနေရုံးထွက်ပြီးတော့လက်ရှိအနာဂတ်ကိုလှပစွာပျော်ရွှင်စွာစေချိန်ထားဖို့ပြောချင်ပါတယ်နံပါတ်၄အချက်အနေနဲ့အခြေရင်းမှာပြတ်သားရမယ်အခြေရေးဆိုတာလူငယ်နဲ့ခွဲထားလို့မရတဲ့အရာတစ်ခုလို့တော့ပြောနိုင်ပါတယ်။ဘာလို့လဲဆိုတော့ကိုဟာလူငယ်တယောက်ဖြစ်လာပြီဆိုတော့လည်းသမီးကြီးသားကိစ္စကိုစတင်တွေးကြုံရတာပါ။တချို့ကဒါမျိုးကိုကောင်းကောင်းကြိုက်တွင်နိုင်ကြပေမဲ့တချို့သောလူငယ်တွေကြတော့အခြေရေးကိုဘဝတစ်ခုလုံးတတ်မှတ်လိုက်တဲ့အခါကျတော့ပြဿနာတွေဖြစ်တတ်ပါတယ်။ပြီးရင်တချို့ကြအချစ်ကြအသေးကွဲလို့ဘာမှမလုပ်လိုက်တော့တာမျိုးဘာမှအာရုံစိုက်လို့မရတာမျိုးကိုယ့်ရဲ့အခြေရေးအဆင်မပြေပဲငရဲလို့ဖြစ်နေကြပေမဲ့ကျိတ်မိတ်တိခံနေရတာမျိုးတွေရှိတတ်ပြန်တယ်။အဲ့တော့နှစ်တင်မှာမှာချင်တာကတော့အခြေရေးမှာပြတ်သားပါပြီးတော့အချစ်ကဘဝကြီးတစ်ခုလုံးမဟုတ်ဘူးဆိုတာကိုသတိပြုရမယ်ပြီးတော့ကျမ်းမာရေးနဲ့အလှပကဲဒီနေ့ကိုရေသုံးခွက်ပြည့်အောင်တော့မတောက်တဲ့သူတွေအများကြီးပါအဲ့ဒါကြောင့်မို့ကျမ်းမာရေးဆိုတာအရန်ကိုတန်ဖိုးရှိရဲ့လက်ဆောင်တစ်ခုပါနော်ကျွန်တော်တို့လိုချင်တဲ့ပညာရေးစီစဉ်ချမ်းသာတဲ့အရာအလုံးကိုအိပ်ရတဲ့သာလဲသွားရင်အခုမှုတစ်ခုဖြစ်ပြကွယ်သွားမယ့်အရာတွေပါဒါကြောင့်အနည်းရတိုင်းပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်မှုကျမ်းမာရေးကိုကြီးဆိုင်ပါတန်ဖိုးထားပါပြီးတော့အလှပဆိုတဲ့နေရာမှာလည်းမိတ်ကပ်တွေအထက်လိုက်လိမ့်ပြီးတော့နေဖို့ပြောတာမျိုးမဟုတ်ပါဘူးတကူရီတန့်ရှင်းမှုရှိတာမျိုးတည့်ရစွာအတင်းတင်းလျောက်ပတ်တဲ့ဝတ်စားစင်ရင်တာမျိုးအကောင်းမြင်စိတ်ထားပေးတာမျိုးရီမောတာမျိုးစတဲ့အချက်တွေကိုကျွန်တော်တို့ရဲ့ပင်ကိုအလှတရားတွေဖြစ်တာကြောင့်ကိုယ့်ရဲ့တဘာဝအလှပတွေကိုထိမ့်သိမ်းကြဖို့မှာချင်တာပါနောက်တစ်ခုကတော့အချိန်စီမံခြင်းဟုတ်ပါတယ်ကျွန်တော်တို့အချိန်ကိုစီမံတတ်ဖို့လည်းအရင်အရေးကြီးပါတယ်ကျွန်တော်တို့လူငယ်တွေကတနေ့ပြီးတနေ့တလားပြီးတလားတနေ့ပြီးတနေ့လှုပ်ရှားတွေကိုညှော်မှန်းနေတကယ်မလုပ်ဘဲနဲ့အချိန်တွေကိုလဟတ်သက်ဖြုံးမိတတ်ပါတယ်2024တုန်းကရည်ရွယ်ထားတာဘယ်လောက်တောင်ရှိပြီလဲဟိုရောင်ဒီရောင်နဲ့ဘယ်လောက်တောင်မှအချိန်ဖြုံးမိနေဆိုတာကိုစဉ်းစားကြည့်ပါကျွန်တော်ကိုယ်တိုင်လည်းဒီအချက်ကိုအထူးပြုပြင်ရမှာပါဘာလို့လဲဆိုတော့2024တုန်းကရည်ရွယ်ခဲ့တာတွေအများကြီးရှိခဲ့တယ်လို့လုံနိုင်တဲ့အချိန်တွေလည်းအများကြီးရှိခဲ့ပေမဲ့အချိန်စီမံခြင်းကိုညံပြင်းခဲ့တဲ့အတွက်ဒီခွင့်ရေးတွေကိုအများကြီးလည်းလွတ်ခဲ့ရပါတယ်အဲဒါကြောင့်မို့အခု2025မှာတော့အဲ့လိုမဟုတ်ဘဲနဲ့အချိန်စီမံခြင်းကိုကောင်းစွာကင်တွယ်ပြီးတော့ကိုယ်တိုင်လည်းစီကိုင်းလက်လာပြီးတော့စူးစမ်းမလို့ကိုစီစဉ်ခဲ့ပါတယ်နောက်တစ်ခုကတော့ခီးသွွားဖြစ်အောင်သွားပါ2025မှာတော့မဖြစ်မနေခီးသွွားဖြစ်အောင်သွားဖို့ကြိုးစားကြပါဒီတော့အတွင်းမှာတခြားနိုင်ငံကလူငယ်တွေကိုလေ့လာကြည့်တဲ့အခါမှာအသက်20ဝန်းကျင်လောက်လေးတွေကအနည်းဆုံးနိုင်ငံတကာနိုင်ငံကိုခီးသွွားမှုနေပါပြီဒါပေမဲ့ကျွန်တော်တို့ဘက်ကကြတော့နိုင်ငံခြားခီးသွွားဖို့နေတတ်တာပြည်တွင်းခီးတာမသွားနိုင်တဲ့ဘဝတွေဖြစ်နေတဲ့အခါမှာကိုယ့်ရဲ့အမြင်နဲ့အတွေးခေါ်ကဒီပေါင်တွေကတလောက်ပဲချဲ့ထွင်နိုင်တာဖြစ်ပါတယ်ခုခေတ်ဘလောက်ပဲနည်းပညာတွေတိုးတက်ပြီးကဘာကြီးကရွာကြီးဖြစ်နေပြီးပျော်လက်တွေ့မှာခီးသွွားချင်းကနေပြီးတော့တွေးကြုံတဲ့အတွေ့အကြုံအမြင်ကျယ်ဘက်မှုတွေနဲ့ဘလို့မှရှင်လို့မရနိုင်ပါဘူးဥပမာပြောရရင်ပြည်တွင်းခီးတဲ့နေရာကိုခီးသွားလိုက်ရင်တော့မှတိသွားတာတွေမြင်ရတဲ့ဟာတွေကြုံလိုက်ရတဲ့ဟာတွေအများကြီးပဲလေဒါကြောင့်ပြည်ပကိုခြေဦးမလဲနိုင်သေးရင်တော့မှပြည်တွင်းခီးကိုတော့တေချာပေါက်သွားဖြစ်အောင်သွားဖို့အကြံပြုလိုက်ပါတယ်နောက်ဆုံးတစ်ခုကတော့ဘဝမှာညီညာချင်းရှိပါတယ်2024ခုနှစ်ကကျွန်တော်တို့အတွက်ညီညာချင်းညီနေတဲ့နှစ်တစ်နှစ်ဖြစ်ရှင်မှလည်းဖြစ်နေမှာပါ
အလုပ်ကိစ္စကြောင့်ပညာရေးကြောင့်မိသားစုကြောင့်တငယ်ချင်းကြောင့်ငွေရေးကြေးကိစ္စကြောင့်အဲ့လိုတော့အမျိုးမျိုးသောအကြောင်းရင်းတွေကြောင့်ပဲကိုတိတ်ပင်ပန်းပြီးတော့မညီညာချင်းတွေနဲ့လည်းရင်ဆိုင်ခဲ့ရပါမှာအဲ့အကြောင်းမို့2025မှာတော့ဘဝကိုဟန်ချင်းညီထိနိုင်မှုစူးစမ်းစီခြင်းပါတယ်ကို့အတွက်ကိုအချိန်ပေးဖို့လည်းမမေ့ပါနဲ့ကိုဟာတန်ဖိုးထားမှုပျော်ရွှင်မှုထိုက်တန်သူတူပါတခြားအရာတွေပေါ်မှာလည်းအရန်ကြီးလွန်ခဲမလုပ်ပြီးပါစေနဲ့ဘဝခက်ခဲတာမှန်ပေမဲ့တချို့သောပင်ပန်းဆင်းရဲမှုတွေကကိုယ်တိုင်ဖန်တီးမိတာတွေလည်းဖြစ်တတ်ပါတယ်နှစ်တစ်မှာကိုတန်ဖိုးထားပြီးတော့ချစ်ဖို့အချိန်ပေးဖို့ဂရုစိုက်ဖို့ဘဝကိုညီညာပြင်းနဲ့ပြည့်စုံနေဖို့ကိုတိုက်တွန်းလိုက်ပါတယ်ကျေးဇူးတင်ပါတယ်